second round အားလုံးကိုမင်္ဂလာပါအားလုံးကိုမင်္ဂလာပါဒီတစ်ခါတော့အရေးကြီးတယ်မအိတ်ခင်လေးမှာကျွန်တော်လုပ်ရမယ်အလုပ်ကိုကျွန်တော်ဒီဖုန်ကြီးတယောက်ကပြောတော့တဲ့စကားကအရင်တန်ဖို့ရှိတယ်တကယ်လဲလုတ်သိမ့်တဲ့အရာဖြစ်တယ်နော်အဲ့လိုမျိုးတကယ်လုတ်ခဲ့မယ်ဆိုလို့ရှိရင်တော့အေးပြီးမှမနေ့အေးရထားတဲ့အချိန်မှာနော်လုံးဝလန့်ဆန်းပြီးမှနော်တနစ်တာလုံးအတွက်ပျော်ရွှင်ရမှာဖြစ်တယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့နားထောင်ကြည့်ရအောင်နော်လက်ခံမနဲ့အဲ့ရပြန်လို့ထလာနိုင်ဦးမလားဆိုတာမသေးကြဘူးနော်ဟုတ်တယ်နော်မသေးချဘူးတကယ်အဲ့ဒါဒါကြောင့်အခုမအိတ်ခင်အချိန်ကလေးမှာစိတ်ဆိုးပြီးတော့မအိတ်လိုက်ပါနဲ့ဒေါသတွေထွက်ပြီးတော့မအိတ်လိုက်ပါနဲ့ဟုတ်တယ်မနာလိုစိတ်တွေမနာလိုမုန်းတီးတဲ့စိတ်တွေဖြစ်ပြီးတော့မအိတ်လိုက်ပါနဲ့ဟုတ်တယ်အဲ့ဒါအရေးကြီးရနော်မကျေနပ်တဲ့စိတ်တွေခြေသာတိုက်ချင်တဲ့ဒေါသတွေဖြစ်ပြီးတော့မအိတ်လိုက်ပါနဲ့ဟုတ်တယ်မအိတ်ခင်ချိန်ကလေးမှာဒေါသထွက်เสียတွေစိတ်ဆိုးစိတ်ကောက်เสียတွေစိတ်ညစ်เสียတွေရှိနေခဲ့တယ်ဆိုရင်တော့အားလုံးကိုခွင့်လွှတ်နိုင်အောင်ကြိုးစားပြီးမှအိတ်ပါဒေါသရင်းနဲ့ပူပူလောင်လောင်ကြီးမအိတ်လိုက်ပါနဲ့ဟုတ်တယ်အေးကြီးတော့မနဲ့ဖြံမနဲ့များတာတကယ်လို့ငါအိတ်ရမလို့ခဲ့ရင်အဲ့ဒီပူလောင်တဲ့စိတ်ကြီးနဲ့သာငါဘဝချုပ်ငြိမ်းသွားရင်ဓမ္မသာအေးချမ်းနိုင်တော့ဒီလိုလေးတွေးပြီးတော့မှခွင့်လွှတ်တဲ့လူတွေအားလုံးကိုလည်းခွင့်လွှတ်ခွင့်မလွှတ်နိုင်တော့မုန်းတီးနေတဲ့လူတွေကိုလည်းခွင့်လွှတ်နိုင်အောင်ကြိုးစားပြီးမှတရားလေးနာပြီးပဲဖြစ်ဖြစ်အိပ်ပါမေတ္တာလေးပွားပြီးပဲဖြစ်ဖြစ်အိပ်ပါဂုဏ်တော်လေးပွားပြီးပဲဖြစ်ဖြစ်အိပ်ပါဒီနေရာမှာခရစ်ယာန်ဘာသာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့နော်တေချာလေးဆုတောင်းပြီးမှကျမ်းစာဖတ်ပြီးမှနော်ဖျားရှိမှတေချာလေးဆုတောင်းပြီးမှခွင့်မလွှတ်နိုင်တဲ့လူတွေကိုလည်းတကယ်ရှိခဲ့လို့ရှိရင်နော်ဒီတိုင်းပိခလာဆမ်အိတ်လိုက်ပါနဲ့နော်အရင်ကြီးတယ်တေချာဆုတောင်းပါဘုရားကိုအားကိုးပါနော်အဲ့လိုမျိုးတကယ်အိတ်ခဲ့တဲ့ဟိုအိတ်လို့ရှိရင်တော့ခွင့်မလွှတ်နိုင်တဲ့လူလည်းအဲ့ဒီတက်ရှိတော်ဝိညာဉ်တော်ဘုရားကနော်ခွင့်လွှတ်နိုင်အောင်တင်းတလုံးသားထဲမှာမဆာပေးလိမ့်မယ်ဆိုတာနော်ကျွန်တော်ပြောချင်တယ်အဲ့ဒါခရစ်ယာန်ဘာသာလေးပြောနော်တရားနှလုံးသွင်းပြီးဝိပဿနာဘာဝနာလေးကိုရှုမှတ်ပွားများပြီးမှလည်းအိတ်ချင်အိတ်လိုက်ပါဒါဆိုရင်တော့အိတ်ရတာပဲချမ်းချမ်းသာသာအိတ်ရတယ်ဟုတ်ကဲ့နှုတ်ထားခဲ့ရင်လည်းချမ်းချမ်းသာသာကြည်ကြည်လင်လင်နဲ့မနဲ့ခဲမှာနှုတ်ထားရတယ်တကယ်လို့ပြန်ပြီးတော့မနဲ့ခဲမနှုတ်ထားနိုင်ခဲ့ဘူးဆိုရင်တော့အဲ့ဒီကုသိုလ်စိတ်တွေအဲ့ဒီမအိတ်ခင်မှာစောင့်တည်သွားတဲ့သီလတွေမအိတ်ခင်မှာအားထုတ်သွားတဲ့ရှုမှတ်ပွားများထားတဲ့ဝိပဿနာရဲ့အကျိုးတွေကတကယ်ကိုယ်နောက်ပါမှာတကယ်ငြိမ်းချမ်းဒါကြောင့်ပူပူလောင်လောင်စိတ်ဆိုးစိတ်ညစ်ကြီးအိတ်လိုက်ပါကြည်လင်တန့်ရှင်းတဲ့ကုသိုလ်စိတ်လေးနဲ့အိတ်ပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေအာမင်မနက်ကာရကောင်းနော်ဆိုတော့ဒီစကားကြားပြီးတဲ့နောက်ပိုင်းမှာခရိယာမဖြစ်ဖြစ်လောကလူရာအားလုံးဗုဒ္ဓဘာသာမွတ်စလင်ဖြစ်ဖြစ်နော်ခုဖက်မှာယုံကြည်တဲ့အရာတွေနဲ့မအိတ်ခင်လေးမှာခရိယာဆိုလို့ရှိရင်ဒီချက်လေးဆူတောင်းပါဗုဒ္ဓဘာသာဆိုလို့ရှိရင်ဒီချက်လေးကောင်းတာလုပ်ပါအားထုတ်ပါနော်အဲ့လိုမျိုးတကယ်လုပ်ခဲ့တယ်ဆိုလို့ရှိရင်အဲ့ဒီလုပ်တဲ့ကုတုကံကကျွန်တော်တို့ရဲ့နှလုံးသားထဲမှာငြိမ်းချမ်းသွားလိမ့်မယ်ဆိုတာကျွန်တော်ထားလုံးပြီးတော့ပြောချင်ပါတယ်နော် peace အားလုံးကိုဝန်တာပါတယ်ကျမ်းပါပါစေနော်ငြိမ်းချမ်းပါစေ